အီရန်လူမျိုးတွေကဘာလို့တဲအိတ်တွေနဲ့အိမ်ဆောက်တာလဲလို့မေးစရာရှိပါတယ်သူတို့တွေအုပ်မဝဲနိုင်လို့လားဆိုတော့ဟုတ်ပါတယ်တကယ်ပဲအဲ့ဒီလိုဖြစ်နေလို့ပါအီရန်နိုင်ငံရဲ့ကျေးလက်ဒေသအတော်များများဟာ၆သွေးတဲ့ဒေသတွေဖြစ်ကြပြီးမြေစီလွှာတဲကန္နာရဖြစ်ထွန်းမှုကပြင်းထန်ပါတယ်ဒါကြောင့်အုပ်ဖုတ်ဖို့အတွက်သုံးရမယ့်ရှင်စည်းမြေကိုရှာဖို့တော်တော်ခက်ခဲပါတယ်မရမကရှာဖွေနိုင်ခဲ့ရင်တော့ဖုတ်ထားတဲ့အုပ်တွေကမတက်တာလာတဲ့အတွက်တာမန်မိသားစုတွေအနေနဲ့လုံးဝမတက်နိုင်ကြပါဘူးဒါကြောင့်မို့လို့အုပ်တစ်ချက်မှာသုံးစရာမလိုတဲ့ဒီလိုတဲအိတ်မိုးခုံးအိမ်တွေဟာတဖြည်းဖြည်းခေတ်စားလာခဲ့တာဖြစ်ပါတယ်တဲအိတ်အိမ်ရဲ့အဓိကပစ္စည်းကတော့မြေကြီးအိမ်နဲ့တန်ဝါယာကျိုးဆိုပြီး၃မျိုးပဲရှိပါတယ်မြေကြီးကိုတော့ထိုနေရာမှာတင်အလွယ်တကူရယူနိုင်ပြီးအိတ်ကတော့တာမန်ပလတ်စတစ်ရဲ့အိတ်တွေဖြစ်ပါတယ်တန်ဝါယာကျိုးသုံးဆွဲမှုကလည်းမများလာတဲ့အတွက်သူ့ရဲ့ဆောက်လုပ်ရေးကုန်ကျစရိတ်ဟာအုပ်အိမ်တစ်လုံးရဲ့10ပုံတစ်ပုံတောင်မရှိပါဘူးဒါအပြင်ဆောက်လုပ်ရတာလည်းအလွန်ရိုးရှင်းပါတယ်ဆက်ထားတဲ့မြေကြီးတွေကိုအိတ်ရှည်ကြီးတွေထဲထည့်ပြီးတရစ်ချင်းစီထက်သွားရုံမှာပဲတိဆောက်ပုံခိုင်ခန့်စေဖို့အတွက်အလွှာတိုင်းကိုတိတ်တိကျလစ်အောင်ထူထောင်ပေးရပြီးအလဲမှာစူဝါယာကျိုးတွေကိုထည့်ပေးရပါတယ်ဒါဆိုရင်ရှော့ကြတာနဲ့နေရာလွဲချော်တာမျိုးမဖြစ်နိုင်တော့ပါဘူးအပေါ်ကိုတဖြည်းဖြည်းဆူဆီးသွားတဲ့အမိုးကုန်းပုံစံနဲ့ပေါင်းဆက်လိုက်တဲ့အခါဖိအားတွေကိုဘေးပတ်လဲကိုညီတူညီမျှခွဲဝေပေးသွားတဲ့အတွက်ဒီလိုအိမ်မျိုးဟာ၆တွေ့သွားတဲ့အခါအလွန်ခိုင်ခန့်တောင်တင်းလာပါတယ်ဈေးသက်သာယုံသားမကတဲအိမ်မှာနောက်ထပ်အားသာချက်တစ်ခုရှိပါသေးတယ်အဲ့ဒါကတော့နေထိုင်ရတာတက်တောင့်တက်တာရှိခြင်းမှာပဲထူထဲတဲ့နေရန်တွေကအပူဒဏ်ကာကွယ်ပြီးအပူချိန်ကိုထိန်းညှိပေးတဲ့အခန်းကဏ္ဍကနေကူညီပေးတဲ့အတွက်နေ့နဲ့ညအပူချိန်ကွာခြားချက်အလွန်ကြီးမားတဲ့ဒီလိုဒေတာမျိုးနဲ့အထူးကိုကိုက်ညီလာပါတယ်ကဲတင်ကောဒီလိုအိမ်မျိုးမှာနေခြင်းကြလား